အာမနီဘလို့အသက်ခံရတာလဲလို့မေးရင်တော့ American CIA ကထောက်လှမ်းရေးသတင်းယူပြီးတော့ Israel ကလေယာဉ်နဲ့ပုံကျဲခဲ့တာဖြစ်ပါတယ်။ American CIA ကခါမီနီကိုလိုက်ပြီးတော့စုံစမ်းနေကြတာလပေါင်းအတော်ကြာပြီလို့ဆိုပါတယ်။သူဘယ်နေရာတွေကိုသွားတယ်လဲဘယ်မှာရုံးထိုင်တယ်လဲဘယ်နေရာကိုဘယ်အချိန်မှရောက်တယ်လဲဆိုတော့ပတ်တန်ဒီပုံစံကိုလိုက်ပြီးတော့စုံစမ်းနေကြတာလပေါင်းအတော်ကြာပြီလို့ဆိုပါတယ်။ဆိုတော့ဒါပြီးခဲ့တဲ့ February 28 ရက်နေ့ကတော့ဒါတီဟီရမ်မြို့မှာအီရန်စစ်မြေရရှိတဲ့အစည်းအဝေးတစ်ခုလုပ်မယ်ဆိုတော့ကို CIA ကကြိုတင်သတင်းရခဲ့တယ်လို့ဆိုပါတယ်။ဆိုတော့အဲ့ဒီဟာကဒီတီဟီရမ်မြို့တွေကမှရှိတဲ့ဒါစစ်စခန်းပေါ့နော်။အဲ့ဒီမှာအီရန်သမ္မတရုံးတို့ဒီအမျိုးသားလုံခြုံရေးကောင်စီရုံးတွေရှိတဲ့နေရာပါတီဟီရမ်မှာအဲ့ဒီနေရာကိုလူတိုင်းသိကြပါတယ်။ဆိုတော့ထပ်ပြီးတော့အဲ့ဒီမှာ CIA ကသိရတာကအဲ့ဒီအစည်းအဝေး February 28ဒီစနေနေ့မှာလုပ်မယ်အစည်းအဝေးမှာဒီအလီခါမနီလည်းရှိနေမယ်ဆိုတာမျိုးသူတို့ကြိုးပြီးတော့သတင်းရခဲ့တယ်ဆိုပြီးတော့သိထားရပါတယ်။တကယ်တော့ဒီအီရန်ကိုတိုက်ခိုက်မှုကဒီအလီခါမနီတို့အစည်းအဝေးတာမရှိခဲ့ဘူးဆိုလို့ရှိရင်သူတို့ကညပိုင်းဒီတကောင်ကျော်အချိန်မျိုးမှာလုပ်မယ်ဆိုပြီးသူတို့ကတော့ရီမန်းထားခဲ့တယ်လို့ဒါသတင်းဌာနတွေကရေးကြပါတယ်။ဒါပေမဲ့ဒီအလီခါမနီအဲ့ဒီ February 28မိနစ်ပိုင်းရုံးမှာရှိနေမယ်ဆိုတော့ကိုသိတဲ့နောက်ပိုင်းမှာသူတို့ကညပိုင်းမလုပ်တော့ဘဲနဲ့မိနစ်ပိုင်းလုပ်မယ်ဆိုတော့ကိုပြောင်းလိုက်တယ်လို့သတင်းဌာနတွေမှာရေးကြပါတယ်။ဆိုတော့အဲ့ဒီဟာကဒါ CIA ကတောက်လျှောက်စုံစမ်းထောက်လှမ်းတယ်သူတို့ရတဲ့အချက်လက်တွေကိုဒီ Israel ကိုပေးတယ်။ Israel ကနေမှဒါ Israel စံတော်ချိန်မနေ့6နာရီလို့ပြောပါတယ်အဲ့ဒီအချိန်မှာဒီတိုက်လေရင်တွေပေါ့နော်ဂျက်လေရင်တွေပြန်တက်လာပြီးတော့ဒီဘက်အီရန်မှာတော့မနေ့ဒါ9နာရီကျော်ပေါ့နော်အဲ့ဒီအချိန်မှာစပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါအလီခါမနီတို့အလီခါမနီအပါဝင်ကျန်တဲ့ထိပ်ပိုင်းကောင်းဆောင်တွေစီးဝေးလုံးနေတဲ့နေရာကိုတိုက်ရိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ American ဘက်ကရော Israel ဘက်ကရောအလီခါမနီတည်ဆုံးသွားပြီဆိုတဲ့အကြောင်းကိုချက်ချင်းမထုတ်ပြန်ခဲ့ပါဘူးဆိုတော့ဒါကိုပထမဦးဆုံးထုတ်ပြန်လာတာကဒါ Israel ဘက်ကဒီထိပ်ပိုင်းကောင်းဆောင်တွေကိုအမြင်ဖော်ရတဲ့ထိပ်ပိုင်းကောင်းဆောင်တွေကိုကိုးကားပြီးတော့သတင်းဌာနတွေကရေးကြတော့မှကျန်တဲ့သတင်းဌာနတွေကလိုက်ရေးကြတာမျိုးပါဆိုတော့ဒါကိုအစိုးရတွေဘက်ကထုတ်ပြန်တာကိုအရင်သိရတာမဟုတ်ဘဲနဲ့သတင်းဌာနတွေကရေးပြီးတော့မှအစိုးရတွေကနောက်ကလိုက်လာတဲ့ပုံစံမျိုးပါဆိုတော့ကျန်တဲ့သတင်းဌာနတွေဒါအနောက်တိုင်းမီဒီယာတွေကအရင်ဆုံးရေးကြပြီမဲ့ဒါ Al Jazeera ပေါ့နော်မြေပြင်မှာလည်းရှိနေတယ်သူတို့တောက်လျှောက်လည်း live လွှင့်နေတယ်အဲ့ဒီသတင်းဌာနကတော့ဒီလီခါမနီတည်ဆုံးသွားတယ်ဆိုတဲ့ဟာကအတိမပြုတ်ရသေးဘူးဆိုတာမျိုးကိုပဲစရည်တယ်ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒါ February 28စနေနေ့ညပိုင်းအထိပေါ့နော်ဆိုတော့တနင်္ဂနွေနေ့မနက်ပိုင်းမှာမှဒါကိုအီရန်အစိုးရကနေပြီးတော့တရားဝင်ထုတ်ပြန်ပါတယ်အီရန်သတင်းဌာနတစ်ခုဖြစ်တဲ့ IRIB ကသူတို့ Telegram မှာဘယ်လိုတင်ထားလဲဆိုတော့ Iran Islamic ဒေါ်လာရေးရဲ့အမြင့်ဆုံးခေါင်းဆောင်ဟာသူ့ရဲ့လုပ်ငန်းခွင်မှာတည်ဆုံးခဲ့ပါတယ်သူကတည်ဆုံးတဲ့အချိန်မှာသူ့ရဲ့တာဝန်တွေကိုထမ်းဆောင်နေပြီးတော့သူ့ရဲ့လုပ်ငန်းခွင်သူ့ရဲ့ရုံးခန်းထဲမှာရှိနေခဲ့တာပါဆိုပြီးတော့ရေးသားထားပါတယ်။သဘောကတော့သူတည်ဆုံးတဲ့အချိန်မှာဒါမြေအောက်ဘန်ကာထဲမှာရှိနေတာမဟုတ်ဘူးပုံနေတာမဟုတ်ဘူးအလုပ်လုပ်နေတဲ့အချိန်မှာတည်ဆုံးသွားခဲ့တာလို့သတင်းဌာနကဆိုလိုချင်တာဖြစ်ပါတယ်။ဆိုတော့ဒီတိုက်ခိုက်မှုမှာနောက်ထပ်တည်ဆုံးသွားတဲ့သူတွေကဒီ IRGC ရဲ့တပ်မှုချုပ်မိုဟာမက်ပတ်ပူပြီးတော့ကာကွယ်ရေးဝန်ကြီးအဇက်နာစီယာဇာဒေးနောက်တစ်ယောက်ကဒါစစ်ကောင်စီအကြီးအကဲရေတပ်ဗိုလ်ချုပ်အလီရှမ်ခါနီနောက်တစ်ယောက်က IRGC အာဂါဒတပ်ဖွဲ့ဒီတပ်မှုဆာယက်မာဂျစ်မူဆာဗီနဲ့ထောက်လှမ်းရေးဒုဝန်ကြီးမိုဟာမက်ရှီယာဇီတို့ပါသွားကြပါတယ်ဆိုတော့အီရန်သတင်းဌာန IRNA ကဒီရှီရန်သတင်းဌာန IRNA ကဒီရှမ်ခါနီနဲ့ပတ်ဘူတို့တေဆုံးတဲ့ကိစ္စကိုဒီ February 28ရက်နေ့ကအတည်မပြုခဲ့ဘဲနဲ့တနင်္ဂနွေနေ့မှာသူတို့တေဆုံးသွားတယ်ဆိုတော့ကိုအတည်ပြုခဲ့ပါတယ်ဆိုတော့ Trump ကတော့သူတို့ရဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ Truth Social မှာရေးသားခဲ့တာတော်တော်ပြင်းပြင်းထန်ထန်ရေးသားတာတွေ့ရပါတယ်သူရေးတာကတမိုင်းတစ်လျှောက်မှာအဆိုးအဆုံးလူတွေကတူဖြစ်တဲ့ခါမီနီတေဆုံးသွားပါပြီသူကကျွန်တော်တို့ရဲ့ထောက်လှမ်းရေးနဲ့အစစ်မြင့်ခြေခံစနစ်တွေကိုရှောင်ရှားနိုင်ကြတာမရှိပါဘူး။ Israel နဲ့နီးကပ်ပူပေါင်းပြီးတော့ဆောင်ရွက်ခဲ့လို့သူဒါမှမဟုတ်သူနဲ့တူသေးဆုံးခဲ့တဲ့တခြားကောင်းဆောင်တွေဘာမှလုပ်လို့မရခဲ့ပါဘူးဆိုပြီးတော့ကြေညာခဲ့ပါတယ်။ဆိုဒီမှာကျွန်တော်တို့မေးကြရှိလာတာကခုအီရန်ကိုဘယ်သူအုပ်ချုပ်နေတယ်လဲဆိုတာပါပဲ။ပြီးတော့အလီခါမီနီရဲ့နေရာကိုဘယ်သူအစားထိုးလာမလဲဆိုတဲ့မေးခွန်းရှိနေပါတယ်။အီရန်နိုင်ငံကိုဘယ်သူအုပ်ချုပ်မှာလဲဆိုတာနဲ့ပတ်သက်လို့အီရန်နိုင်ငံပိုင်မီဒီယာတွေကတရားဝင်ကြေညာထားပါတယ်။ဆိုတော့ဒါကလူ3ဦးပါဝင်တဲ့ကြားဖြတ်ကောင်စီကအီရန်နိုင်ငံကိုအုပ်ချုပ်သွားမယ်လို့ဆိုပါတယ်။အဲ့ဒီ3ဦးကဘယ်သူတွေလဲဆိုတော့အီရန်သမ္မတပါတယ်ပြီးတော့အီရန်တရားသူကြီးချုပ်ပါတယ်ပြီးတော့နောက်ထပ်အရေးကြီးတဲ့ဘာသာရေးအဖွဲ့အစည်းဖြစ်တဲ့ Guardian Council ကနေပြီးတော့ဥပဒေပညာရှင်တို့ဘာသာရေးနဲ့ဆိုင်တဲ့ဥပဒေပညာရှင်တို့ပါပါတယ်။ဆိုတော့သူတို့3ယောက်ကနေကြားဖြတ်ကောင်စီနေနဲ့အုပ်ချုပ်နေတာဖြစ်ပါတယ်။ဆိုတော့အလီခါမနီတို့မျိုးတကယ်ကအမြင့်ဆုံးနိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်ကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့တရားဝင်အာဏာကဒီအကြီးတန်းဘာသာရေးခေါင်းဆောင်တွေပါတဲ့ရှေးရိုးစွဲအဖွဲ့အစည်းတစ်ခုပေါ့နော်သူတို့ခေါ်တော့ Assembly of Experts လို့ခေါ်ပါတယ်ကျွမ်းကျင်သူများညီလာခံလို့ပြောလို့ရပါလိမ့်မယ်ဆိုတော့သူကနေပြီးတော့မှဒါအလီခါမနီလိုမျိုးအမြင့်ဆုံးခေါင်းဆောင်ကိုရွေးချယ်တာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာယူဆချက်တစ်ခုရှိပါအဲ့ဒါကခါမီနီကသူ့အသက်အရွယ်နဲ့ဒါကျမ်းမာရေးချိုးရင်ချက်တွေငကိုတဲကရှိခဲ့တာကြောင့်မို့လို့ခါမီနီကအသက်အခုသိဆုံးသွားတဲ့အချိန်မှာအသက်86နှစ်ရှိပါပြီဒါကြောင့်မို့လို့သူကသူ့နေရာကိုဆက်ခံမဲ့သူကိုငကိုတဲကကြိုပြီးတော့ယာထားခဲ့တယ်ဆိုပြီးတော့လဲဒါအီရန်တွင်းမှာလာတဲ့သတင်းတွေမှာဆိုပါတယ်
ဆိုတော့သူမသေးခင်တည်းကလူ3ယောက်ကိုယာထားတယ်ဆိုပြီးပြောကြပါတယ်ဆိုပထမတစ်ယောက်ကလက်ရှိတရားသူကြီးချုပ်ပေါ့နော်အီရန်တရားသူကြီးချုပ်ကိုလန်ဟူစိန်မိုစီနီအီဂျေပါဒါပထမတစ်ယောက်သူယာထားတာဒုတိယတစ်ယောက်ကကျတော့ဒါခါမီနီရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာယုံပေါ့နော်ဦးစီးချုပ်ယုံဦးစီးချုပ်အလီအာရှာဟီဂျာဇီဖြစ်ပါတယ်ဒါဒုတိယတစ်ယောက်ပါတတိယတစ်ယောက်ကကျတော့ဒါအစ္စလာမစ်သမ္မတနိုင်ငံကိုတည်ထောင်တဲ့အယာတိုလာခိုမေနီရဲ့မြေသူ့ကိုယူဆကြတာကတော့အယူဆအသင့်တင်ရှိတဲ့ပြုပြင်ပြောင်းလဲရေးဝါဒီဘာသာရေးကောင်းဆောင်လို့ပြောကြပါတယ်သူ့နာမည်ကဟက်ဆန်ခိုမေနီပါဆိုတော့သူတို့3ယောက်ကိုဒီအလီခါမေနီကသူမသေးခင်တည်းကပေါ့နော်သူငကိုကလေးကကြိုးပြီးတော့ယာထားတယ်လို့ဆိုကြပါတယ်ဆိုတော့ယာထားတဲ့3ယောက်ထဲမှာတစ်ယောက်ကတော့မရှိတော့ဘူးလို့ဆိုကြပါတယ်အတီးပြုလို့တော့မရသေးပါဘူးအဲ့ဒီတစ်ယောက်ကဒုတိယတစ်ယောက်ပြောခဲ့တဲ့ဒါခါမေနီရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာယုံဦးစီးချုပ်ကသူပေါ့နော်တိုက်ခိုက်မှုအတွင်းမှာတည်ဆုံးသွားခဲ့ပြီဆိုပြီးတော့ Israel ဘက်ကတော့ပြောထားတယ်ဒီဟာကိုဒီဘက် Iran ဘက်ကတော့ထုတ်ပြန်လာတာမတွေ့သေးပါဘူးကျွန်တော်ရထားတဲ့အထဲမှာ3ယောက်မှာ2ယောက်ပဲရှိတော့တယ်1ယောက်မရှိတော့ဘူးဆိုတော့ကျွန်တော်တို့မြင်ရတာပါပြီးတော့ဒီထဲမှာနောက်ထပ်1ယောက်ကိုလည်းဒါ Iran ဘက်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်အဲ့ဒီ1ယောက်ကဒါ Iman Khamenei ပေါ့နော် Khamenei ရဲ့တား Khamenei မှာတားရှိပါတယ်ဆိုတော့ Mojtaba Khamenei ပါသူ့နာမည်ကဆိုတော့ဒါပေမဲ့သူ့ကိုဒါဒီဘက်ကခံမှန်းကြတာပေါ့နော်သူဒီခါမီနီရဲ့နေရာကိုစက်ခံလာနိုင်တယ်ဆိုတော့မျိုးခံမှန်းကြတာပါဒါပေမဲ့ခါမီနီကသူ့သားနဲ့ပတ်သက်ပြီးတော့ဒီအီရန်မီဒီယာတွေမှာတရားဝင်ပြောခဲ့ဘူးတာရှိပါတယ်အဲ့ဒါကအရေးအမျိုးပြောခဲ့ဘူးတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့သူကသူ့နေရာကိုဒီအယာတိုလာနေရာကိုဒီအမြင့်ဆုံးခေါင်းဆောင်ပေါ့နော် Supreme Leader နေရာကိုဒီမျိုးရိုးစင်ဆက်လိုက်ပြီးတော့ခန့်တဲ့ပုံစံမျိုးတော့မဖြစ်စေချင်ဘူးဆိုပြီးပြောခဲ့ဘူးတာရှိပါတယ်။ဒီဘောကအဖေနေရာကိုသားဆက်ခံတာမျိုးမဖြစ်စေချင်ဘူးလို့သူကပြောခဲ့တာပါ။ဒါကြောင့်မို့လို့သူ့သားရှိပြီမဲ့လို့သူ့သားကဒီနေရာကိုတိတ်ပြီးတော့ဆက်ခံလာနိုင်တယ်ဆိုတော့တိတ်မဖြစ်နိုင်ဘူးဆိုတာမျိုးလဲသုံးသပ်ကြပါတယ်။ကမ္ဘာနဲ့ဝင်ရောက်နေကြတဲ့အီရန်တွေကတော့ခုခါမနီတည်ဆုံးသွားတဲ့ပုံမှာအောင်ပွဲခံနေကြပါတယ်ဒါပေမဲ့အီရန်နိုင်ငံထဲမှာလည်းဒီလိုအောင်ပွဲခံရတယ်ကျွန်တော်တို့မြင်ရပါတယ်မိဘတွေပေါက်နေကြတာပြီးတော့သချင်းတွေဒီပါရှန်သချင်းတွေဆိုနေကြတာဒါမျိုးတွေကျွန်တော်တို့တောက်ချောက်မြင်နေရပါတယ်ဆိုတော့ဒါပေမဲ့ဒီလိုမျိုးတစ်ဖက်မှာရှိနေတယ်လို့တစ်ဖက်မှာကျတော့လေအီရန်နိုင်ငံထဲမှာတင်တစ်ဖက်ကပျော်နေကြတာဟုတ်တယ်အောင်ပွဲခံကြတာဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာဝမ်းနေကြတာလည်းရှိပါတယ်ဆိုတော့အီရန်အစိုးရကတော့ဒါအခုဒီခါမနီတည်ဆုံးသွားတဲ့နိုင်ငံတော်ဝမ်းနေခြင်းအထိမ်းအမှတ်အနေနဲ့ဝမ်းနေဖို့အတွက်ရက်40သတ်မှတ်ထားပါတယ်ပြီးတော့ဒါတိုက်ခိုက်မှုခံခဲ့ရတဲ့ Isfahan မြို့မှာဆိုလို့ရှိရင်လူတောင်းချီပြီးတော့ဒါဝမ်းနေခြင်းအထိမ်းအမှတ်ပွဲကိုတက်ရောက်ခဲ့တာတွေ့ပါတယ်ဆိုတော့ပြောချင်တာကတော့ဒီနိုင်ငံတနိုင်ငံထဲမှာတင်ဒါအကုန်လုံးကခါမနီကိုမုန်းနေကြတာတော့မဟုတ်ဘူးတချို့ကတော့ဟုတ်တယ်ခါမနီကိုစန့်ကျင်ကြတယ်ဒါပေမဲ့တချို့ကတော့ခါမနီကိုထောက်ခံကြတဲ့သူတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့မြင်ရတာဖြစ်ပါတယ်ဆိုတော့ IRGC ကတော့အခုသူတို့ဒီခေါင်းဆောင်ကြီးခါမနီကွယ်လွန်သွားခဲ့ပြီမယ်တိတ်ဆုံးသွားခဲ့ပြီမယ် IRGC ကတော့ဆက်ပြီးတော့တိုက်အောင်မယ်ဆိုပြီးတော့ဒါတရားဝင်ထုတ်ပြောလာတာတွေ့ရပါတယ်ဆိုတော့ဒီအီရန်သမ္မတမာဆူဒ်ပီဇက်ခီယန်ကပြောလဲဆိုတော့ခုကြီးမားတဲ့ဒီရာဇဝတ်မှုဟာတုံ့ပြန်မှုမရှိဘဲဖြစ်လာမှာမဟုတ်ဘူးတုံ့ပြန်မှာဖြစ်တယ်ပြီးတော့အစ္စလာမ်နဲ့ရှီယိုက်ကဘာရဲ့တမိုင်းမှာအခမ်းကဏ္ဍတစ်ခုကိုဖန်တီးပေးလိမ့်မယ်ဆိုပြီးတော့ဒီသမ္မတကပြောပါတယ်ပြီးတော့ဒီတိုက်ခိုက်မှုမဖြစ်ခင်ကခါမေနီကဒီနိုင်ငံကိုအုပ်ချုပ်ဖို့ဆိုပြီးတော့လွှဲခဲ့တဲ့လူတစ်ယောက်ရှိပါတယ်ဆိုတော့သူကတော့ဒီလာရီဂျာနီဆိုပြီးတော့ခေါ်ပါတယ်အလီလာရီဂျာနီပါဆိုတော့သူကဆိုရှယ်မီဒီယာမှာဗာရေးတယ်ဆိုတော့ကျွန်တော်တို့ကဒီဇီယွန်ဝါဒီရာဇဝတ်ကောင်တွေနဲ့ဂုံတိတ်ခါမဲ့တဲ့အမေရိကန်တွေကိုနောင်တရအောင်လုပ်ပြမယ်အီရန်ရဲ့ရဲရဲနဲ့စစ်သည်တွေနဲ့ကြီးမြတ်တဲ့နိုင်ငံဟာငရဲကိုသွားမဲ့နိုင်ငံတကာအာဏာရှင်တွေကိုမေ့မရတဲ့သင်ခန်းစာတစ်ခုပေးရမယ်ဆိုပြီးတော့သူကရေးတင်တာတွေ့ရပါတယ်တိုက်ပွဲကတော့အခုချိန်ထိပြင်းထန်နေသေးပါပဲအီရန်နိုင်ငံမှာဘာဆက်ဖြစ်မှာလဲဆိုတဲ့မေးခွန်းရှိပါတယ်အခုချိန်ထိဘယ်သူမှမခံမှန်းနိုင်ကြသေးပါဘူးဘာလို့လဲဆိုတော့ရက်ပိုင်းဒါဖေဖော်ဝါရီ28ဆိုတဲ့တရက်ထဲမှာကိုဖြစ်ပျက်သွားတာတွေကတကယ်အများကြီးပဲခေါင်းဆောင်ပိုင်းနေတည်ဆုံးသွားတယ်၊ကွယ်လွန်သွားတယ်၊လုံခြံတပ်ဖြတ်ခံရတယ်ဆိုတော့တကယ်ကိုအကုန်လုံးကဒါအန်အော့မှင်သက်သွားကြတာပေါ့နော်ဆိုတော့ပြီးတော့နောက်တစ်ခုကဒီ Israel နဲ့ပတ်သက်လို့ရောအရှေ့လက်ပိုင်းနဲ့ပတ်သက်လို့ရောပင်လယ်ကွေ့နိုင်ငံနဲ့ပတ်သက်လို့ရောတောက်လျှောက်စောင့်ကြည့်လေ့လာနေတဲ့သူတွေတနာသမားတွေကိုယ်တိုင်ကသူတို့ဘာပြောရမှမသိဘူးဘာဆက်ဖြစ်မယ်ဆိုတော့မခံမှန်းနိုင်ကြဘူးဆိုပြီးတော့ဒါတရားဝင်ထုတ်ပြောတာတွေတွေ့ရပါတယ်အခုချိန်ထိဘယ်သူမှဒီကိစ္စကိုရေးရေးလဲလဲနားလည်အောင်စူးစမ်းနေကြဆဲပဲရှိပါသေးတယ်ဆိုတော့ Trump ကသူ့ရဲ့ social media မှာပြောခဲ့တဲ့မိန့်ခွန်းကိုကျွန်တော်ပြီးခဲ့တဲ့ video တစ်ခုမှာတင်ခဲ့တာကိုတချို့မှတ်မိကြအောင်ပါဆိုတော့ဘာပြောခဲ့လဲဆိုတော့ခင်ဗျားတို့ရဲ့အစိုးရကိုအီရန်နိုင်ငံသားတွေကိုရည်ရွယ်ပြီးပြောတာပါခင်ဗျားတို့ရဲ့အစိုးရကိုလွှဲယူလိုက်ကြပါဒါခင်ဗျားတို့လွှဲယူဖို့အတွက်ပဲဆိုပြီးတော့ပြောခဲ့မှုပါတယ်ဒါပေမဲ့သူပြောတာကိုတိတ်မရှင်းဘူးဆိုပြီးတော့ပညာရှင်တွေကထောက်ပြကြပါတယ်ဘယ်လိုလွှဲယူမလဲပေါ့နော်ဒီအစိုးရကိုအခုခါမီနေတော့မရှိတော့ဘူးဒါပေမဲ့ IRGC ရှိသေးတယ်သမရရှိသေးတယ်ဘယ်လိုလွှဲယူမလဲပေါ့နော်ဆိုတော့တဲ့တဲ့ကိုမသိရဘူးနားမလဲဘူးဆိုပြီးတော့လည်းထောက်ပြကြတယ်နောက်တစ်ခုကဒါ Trump တိုင်ခင်အရင်အစိုးရလက်ထက်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဒါအကြီးတန်းနိုင်ငံခြားရေးမူဝါဒအရာရှိပေါ့နော် Philip Gordon မှာဆိုတော့သူကဘာပြောတယ်လဲဆိုတော့
အမေရိကန်စစ်သားတွေကအီရန်နိုင်ငံမှာရှိနေပြီးတော့အခုချက်ချင်းလက်နက်ချခိုင်းရတာမျိုးမဟုတ်ဘူးလို့ပြောပါတယ်ဆိုတော့တဘောကဘာလဲဆိုတော့ကျွန်တော်တို့ဆီးရီးယားပုံစံကိုကျွန်တော်တို့ပြန်ကြည့်လို့ရတယ်ဆီးရီးယားမှာအာဆတ်ထွက်ပြေးတော့ဒီအဲ့ဒီနေရာမှာဒီသမရဆိုတဲ့ထိုင်ခုံပေါ်မှာလူမရှိတော့ဘူးဘောနော်အစိုးရအဖွဲ့မရှိတော့ဘူးဆိုတော့ကကျွန်တော်တို့ဒီ ACS လို့အဖွဲ့မျိုးတွေကဝင်လာပြီးတော့အဲ့ဒီထိုင်ခုံကိုပြောရရင်အာဏာနေရာကိုဝင်ယူလိုက်တယ်ဒီအစိုးရနေရာကိုဝင်ယူလိုက်တယ်ဆိုတော့ကျွန်တော်တို့မြင်ရတယ်ပေါ့ဒါပေမဲ့အီရန်မှာကြတော့အခုတကယ်လို့ခေါင်းဆောင်ပိုင်းမရှိတော့ဘူးဆိုရင်တော့ဘယ်သူကအဲ့နေရာကိုတက်ယူမလဲတက်လုံမလဲဆိုတာမျိုးကျွန်တော်တို့ရှင်းရှင်းလင်းလင်းမသိရဘူး။တနည်းအားဖြင့်ဒီခေါင်းဆောင်ကိုတွန်းလှန်တိုက်ခိုက်နေတဲ့တော်လှန်ရေးအဖွဲ့ဆိုတာမျိုးလက်နက်ကင်အဖွဲ့ဆိုတာမျိုးကျွန်တော်တို့ရှင်းရှင်းလင်းလင်းမသိရဘူး။ဘယ်သူရှိနေမလဲမသိရဘူး။ပြီးတော့ဒီအီရန်အစိုးရအဖွဲ့ထဲမှာတင်ခါမီနီကိုစန့်ကျင်နေတဲ့သူ IRGC ကိုစန့်ကျင်နေတဲ့သူရှိမရှိဆိုတော့ကျွန်တော်တို့အခုချိန်ကြီးမသိအောင်။ဆိုတော့ဒီနေရာကိုဘယ်သူကလက်လွှဲယူမလဲဒီအီရန်နိုင်ငံရဲ့လက်ရှိအာဏာကိုဘယ်သူလွှဲယူမလဲဆိုတော့ကျွန်တော်တို့ဘယ်သူမှမသိနိုင်ပါဘူး။ပြီးတော့အီရန်နိုင်ငံမှာခုအမေရိကန်နဲ့အစ္စရေးတို့ပေါင်းပြီးလုပ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့တချို့ထောက်ပြကြတာကဒီအရှေ့အလယ်ပိုင်းကအီရတ်တို့လိုမျိုးနောက်ပြီးတော့လက်ပြတို့လိုမျိုးမှာအမေရိကန်လုပ်ခဲ့တဲ့ပုံစံတွေနဲ့နှိုင်းယှဉ်ထောက်ပြကြပါတယ်ဆိုတော့အီရတ်မှာလည်းကျွန်တော်တို့ဒါဆဒမ်ဟူစိန်ပြုတ်ကျသွားတယ်ပေါ့နော်ပြီးတော့ဒါလက်ပြမှာဆိုလည်းဂဒါဖီမရှိတော့ပြုတ်ကျသွားတယ်ဒါပေမဲ့အဲ့ဒီမှာဘာတွေဆက်ဖြစ်နေလဲဆိုတော့အခုချိန်ထိဒါဒုက္ခပင်လေဝင်နေတော့မယ်တိုင်းပြည်တွေမတိုးတက်ဘူးအစိုးရအဖွဲ့လည်းအခုချိန်ထိကိုဒါပြဿနာတွေတောက်လျှောက်တက်နေတော့မယ်ပေါ့နော်ကျွန်တော်ဆိုတော့အမေရိကန်အဲ့လိုမျိုးဝင်ဖြေရှင်းတဲ့အတိုင်းပြဿနာတွေကပြီးသွားတာမျိုးတော့မဟုတ်ပါဘူးပြောချင်တာကခေါင်းဆောင်တယောက်ကိုဖယ်ရှားပစ်လိုက်တာနဲ့အဲ့ဒီနိုင်ငံရဲ့စနစ်တစ်ခုပြောင်းလဲသွားတာမျိုးအဲ့ဒီနိုင်ငံတိုးတက်ပြောင်းလဲသွားတာမျိုးဆိုတာပုံသေးကားချက်တော့မဟုတ်ပါဘူးဆိုတော့ဒီတစ်ခုကိုလည်းထောက်ပြကြပါနောက်တစ်ခုကကြတော့ကျွန်တော်တို့လက်တလောဖြစ်ခဲ့တဲ့ဒါဗင်နီဇွဲလားကိစ္စပါဆိုတော့အကုန်လုံးမျှော်လင့်ခဲ့ကြတာကမာဒူရိုကိုဖယ်ရှားလိုက်ရင်ဒီအာဏာရှင်တယောက်ဖယ်ရှားလိုက်ရင်အကုန်လုံးပြီးသွားနိုင်တယ်ဆိုတာမျိုးကျွန်တော်တို့စဉ်းစားခဲ့ကြတာပါမာဒူရိုဖမ်းသွားတော့အကုန်လုံးလမ်းပေါ်တွက်ပြီးတော့ကျွန်တော်တို့ကျန်တဲ့စပိန်စကားပြောတဲ့နိုင်ငံတွေမှာဆိုတဲ့လမ်းပေါ်ထွက်ပြီးတော့အောင်ပွဲခံကြတယ်စသဖြင့်ပေါ့နော်ဒါပေမဲ့မာဒူရိုမရှိတော့ဒုသမရတက်လာတယ်ဆိုတော့အဲ့ဒီစနစ်တိုင်းပဲဆက်ပြီးတော့လဲပတ်နေတာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ခေါင်းဆောင်တယောက်အာဏာရှင်တယောက်ကိုဖယ်ရှားလိုက်တာနဲ့အဲ့ဒီဟာတစ်ခုလုံးစနစ်တစ်ခုလုံးပြောင်းလဲသွားမယ်ဒီနိုင်ငံအဆင်ပြေသွားမယ်ဆိုတော့ယူဆချက်မျိုးတော့လွဲမှားတဲ့ယူဆချက်ဆိုပြီးတော့ထောက်ပြကြပါတယ်ဆိုတော့အခုအီရန်ကိစ္စမှာလည်းအခုခါမီနီပြေဆုံးသွားပြီခါမီနီမရှိတော့ဘူးဆိုတာနဲ့ဒီတစ်ခုလုံးနိုင်ငံတစ်ခုလုံးပြောင်းလဲသွားမယ်အစိုးရအပြောင်းလဲကြီးတစ်ခုလုံးဖြစ်သွားမယ်ဆိုတာမျိုးမျှော်မှန်းလို့တော့မရသေးပါဘူး